အားလုံးမင်္ဂလာပါ Talk about football and Arsenal YouTube channel ကနေအားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ညကကျွန်တော် Arsenal တင်းက Everton တင်းရဲ့အဝေခွင့်မှာတွားရောက်ရှင်းမြန်ခဲ့ပြီးတော့ကျင်းမြောင်းတဲ့ရက်လက်တကူကိုမရှိဆိုတဲ့ရက်လက်နဲ့အဝေခွင့်ကနေနိုင်ပွဲဖော်ဆောင်နိုင်ခဲ့တယ်ပေါ့လေအတင်းတက်ကိုကြည့်မှဆိုရင်တော့ကိုယ်အတင်းနိုင်ပွဲရတာသုံးမှတ်စုဆောင်းနိုင်ခဲ့တာကောင်းတဲ့ချက်ပါဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မှဆိုရင်လေကျွန်တော်တို့ဒီလိုခြေစွမ်းမျိုးဒီလိုရလက်မျိုးပါအနည်းနဲ့များဆိုသလိုပြောကြရတယ်ရှိပါတယ်အထူးသဖြင့်အသင်းရဲ့ကစားပုံမှန်ကိုပြောရမယ်ဆိုရင်ဘူးနဲ့အသင်းနဲ့ကစားခဲ့တဲ့ကပွဲစဉ်နဲ့တိတ်ပြီးထူးခြားတဲ့ဆန်းဆောင်မျိုးမတွေ့ခဲ့ရဘူးဘူးနဲ့တော့ကတော့အခြေအနေမစိုးပေမဲ့ဒီနေ့ပွဲမှာလည်းတိတ်ပြီးထူးထူးခြားခြားပြောကြရတယ်တိတ်ရှိခဲ့တာတော့မဟုတ်ဘူးအသင်းရဲ့ဆန်းဆောင်ပဲနဲ့ပတ်သက်လို့ပေါ့လေဝေဖန်တရားတွေပြစ်တင်တရားတွေကတော့တော်တော်များများရှိခဲ့ပါတယ်ကစားသမားအချို့ပေါ့လေအရင်ဆုံးအနေနဲ့အသင်းနှစ်သင်းရဲ့နီးပြအကြောင်းကိုပြောရမှာဆိုရင် Asian Everton အသင်းက penalty မပေးရခင်အချိန်ထိတွင်ကိုတိုခွင့်မပြုရခင်အချိန်ထိ Arsenal အသင်းကို Middle နဲ့အကောင်းဆုံးဒုက္ခပေးနေပါတယ်ဘာလို့လဲဆိုတော့ Arsenal အသင်းရဲ့တိုက်စစ်ပိုင်းက Everton အသင်းရဲ့ခံစစ်ပိုင်းတွေတိတ်ပြီးအလုံးရှုံနိုင်စရာဆောင်းရင်မျိုးချင်းချောက်မှုမျိုးတွေပြတ်သားခဲ့တယ်မျိုးမရှိဘူး stat တွေပိုင်းရကြည့်မှဆိုရင်တော့Arsenal က dominate တေချာလုပ်ခဲ့တယ်အခွင့်အရေးမမဲရမပေးခဲ့ဘူးဆိုပြီးတော့ထင်ကောင်းထင်နေရရှိပေမဲ့ Arsenal ရဲ့ကစားပုံကြည့်မှဆိုရင်လည်းစိုးမိုးတယ်လို့သာပြောလို့ရတယ်ဒါပေမဲ့ဘာ threat လုပ်နိုင်မှာမရှိဘူးချင်းချောက်နိုင်တာမရှိဘူးဂိုးဘောက်ကန်သွင်းနေတာတွေနည်းတယ်ဂိုးဘောက်ကန်သွင်းဝင်နေရှိပြီဆိုရင်ဂိုးဘောက်တက်တာတွေကလည်းနည်းတယ်အထူးသဖြင့်အသင်းရဲ့တိုက်စစ်ပိုင်းက Peter Gilchrist ပေါ့လေ penalty သွင်းကိုတကူရလာပြီးတော့ဖိအားတချို့ short ချနိုင်ခဲ့ပေမဲ့ထူးထူးခြားခြားပြောရဖြစ်တဲ့စွမ်းဆောင်ရည်မျိုးတော့မရှိဘူးနောက်တစ်ခုကအသင်းရဲ့ကစားသမားတွေရဲ့ကစားပုံနဲ့ကစားကွက်ပိုင်းပေါ့လေအရင်တုန်းကကျွန်တော်တို့ Arsenal တင်းကိုကြည့်ရတာဘောချင်းအသာသေးယူပြီးကစားမယ်ဘောချင်းချောက်မယ်အခွင့်အရေးတွေဖန်တီးမယ်ရသမျှနေရာကနေရသလိုအခွင့်အရေးတွေဖန်တီးမယ်ဘောချင်းချောက်မယ်ဒါမျိုးတွေတွေ့ရပေမဲ့အခုနောက်ပိုင်းကျွန်တော်တို့ Wood နဲ့ပွဲကနေစပြီးတော့တွေ့လာတဲ့ကစားပုံကတဖြည်းဖြည်းနဲ့မရှုံးအောင်ဦးတည်ပြီးကစားနေတာမျိုးတွေ့ရတယ်အခွင့်အရေးရလာမှအနိုင်ကိုဖော်ဆောင်မယ်အခွင့်အရေးရပြီးတယ်လို့အနိုင်ကိုရထားရင်လေ key the game လောက်ရမယ်အစားကိုးပြန်မပေးအောင်လို့ဦးစားပေးပြီးဆော့လာတာတွေကများတယ်ဒါတွေကအသင်းကိုဆုတ်ယုတ်လာစေတဲ့အပိုင်းတွေပေါ့နော်ဘာလို့လဲဆိုတော့တစ်ဖက်အသင်းက Arsenal အသင်းကဒီလိုခံပြီးကစားနေပြီးကစားရှော့ပြီးကစားနေပြီဆိုတော့ဖတ်နိုင်တဲ့ကစားသမားတွေတည်နေတဲ့နီးပြမျိုးတွေကြီးပါပဲပြိုင်ဘက်တွေကရှော့တက်လို့မရပါဘူးဒါပေမဲ့ညကကျွန်တော်တို့ Arsenal တင်ကစားသွားတဲ့ပုံမှာဆိုရင်လေ penalty သွင်းကိုတကိုရပြီးနောက်ပိုင်းကိုကဥဆောင်ကိုရပြီးငါတို့ key the game လုပ်မယ်ပွဲကိုအဆုံးတတ်မယ်ဆိုတော့စိတ်ဓာတ်မျိုးမတွေ့ခဲ့ရဘူးသွင်းကိုအချို့ရာကောင်းရနိုင်ခဲ့ပေမဲ့ Trossard တို့ကန်သွင်းချက်တွေတိုင်မှန်ခဲ့တယ် Zubimani တို့ရဲ့ကန်သွင်းချက်တွေတိုင်မှန်ခဲ့တယ်ဒီလောက်ပဲကျွန်တော်တို့ထူးထူးခြားခြားအနေနဲ့ပြောပြရှိခဲ့တယ် key the game လုပ်နိုင်မဲ့ moment မျိုးအခွင့်အရေးမျိုးဖန်တီးနိုင်တာမျိုးမရှိခဲ့ဘူးအထူးသဖြင့် Martin Odegaard ပေါ့လေဒန်ယာကနေပြန်လာပြီးနောက်ပိုင်းကတည်းကMartin Odegaard ရဲ့ကစားပုံတွေကဝေဖန်ပြောဆိုကြတယ်အများကြီးရှိတယ်ကီလာပတ်စ်တွေမပေးတော့ဘူးကစားပုံကညာဘက်တစ်ချက်ပဲရိမ့်နေတယ်စာကာနဲ့ပဲအနီးတွဲလုံးနေဆော့ကျင်နေတယ်တိုက်စစ်ကိုအခွင့်အရေးဖန်တီးနေမှုမရှိဘူးကျွန်တော်က line breaking pass တွေကျွန်တော် chance create တွေမရှိဘူးဒါကတိုက်စစ်ပိုင်းအားနည်းစေတယ်လက်ရှိညကကစားခဲ့တဲ့ကစားပုံမှာဆိုရင် Declan Rice ကစားကောင်းနဲ့မောင်းနေပေမဲ့တချို့တစ်ချိန်တွေမှာဆိုရင် Declan Rice ကနံပါတ်6နေရာကိုပြန်ရောက်နေတာကိုတွေ့ရတယ် Martin Zubimani နဲ့ Declan Rice Devil Pivot ထိုင်တဲ့ပုံစံမျိုးတွေကိုမြင်နေရတယ်ကျွန်တော်တို့ခါတိုင်းကျွန်တော် Wood နဲ့ပွဲမတိုင်ခင်ဒီကျွန်တော်ရှေ့မှာ Champions League ကစားခဲ့တဲ့အချိန်မှာတော့မှာပဲ Zubimani တယောက်ပဲထိုင်မယ် Declan Rice left number 8 ကိုယူထားတယ်ပေါ့နော်အခုအခွင့်အရေးဖန်တီးမှုအားနေခြင်းတိုက်စစ်ပိုင်းအားနေခြင်းရဲ့အဓိကပြဿနာကနံပါတ်10ရိုးကစားမဲ့လူမရှိတာပါ easy နံပါတ်10ရိုးကစားတယ်ဆိုပေမဲ့ညကပွဲမှာ easy ကိုကျွန်တော်တို့မမြင်ခဲ့ရဘူးအရန်စင်းပါတယ်ဆိုပေမဲ့လည်းဒီပြအဒီတာကလူစားလဲပြီးမတုံးသွားခဲ့ဘူး Martin Odegaard က right number 8 Declan Rice က left number 8ဒီလိုပုံစံမျိုးတွေကစားတော့အလဲမှာကျွန်တော်တို့ line breaking pass တွေ chance create တွေ killer pass တွေပေးမဲ့နံပါတ်10ကစားမှမရှိဘူးဒါကအသင်းရဲ့တိုက်စစ်ကိုအားနည်းစေပါတယ်ဖြစ်စေချင်တာကတော့ကျွန်တော်တို့ကအရင်တုန်းက Arsenal အာဒီတာရဲ့ Arsenal ပုံစံမျိုးပေါ့နော်
ball position ကောင်းကောင်းယူထားမယ်အခွင့်အရေးတွေဖန်တီးမယ်ရရတယ်လို့ကိုယ်ကနေဝင်နေပြုလုပ်မယ်ကိုဘောတွေချင်းကြောက်မယ်ရသမျှအခွင့်အရေးတွေကိုကိုဖြစ်ပြောင်းလဲနိုင်ဖို့အသုံးချမယ်ဒါမျိုးအမြင်ညင်ပါတယ်ဒါပေမဲ့ပြောင်းလဲလာတဲ့အခြေအနေရနီးစနစ်ပိုင်းတွေအများနဲ့ပြောင်းလဲနေတဲ့အခြေအနေရကျွန်တော်ကနားလဲပါတယ်ပြောင်းရမယ်ဆိုတာတစ်ဖက်ကအသင်းရဲ့ကစားသမားတွေတစ်ဖက်အသင်းရဲ့နီးပြတွေအသင်းတိုင်းလိုလိုကကိုယ်တွေအသင်းရဲ့ကစားပုံကိုမှတ်မိလာမယ်ဟုတ်လားနားလဲလာမယ်ခံမှန်းနိုင်လာမယ်ဆိုရင်အပြောင်းလဲပြုလုပ်ရတာပဲဂွာဒီယိုလာလိုနီးပြတောင်အပြောင်းလဲပြုလုပ်နေရတာဒါပေမဲ့တစ်ခုရှိတာကဂွာဒီယိုလာလိုနီးပြမျိုးအပြောင်းလဲလုပ်တာဆိုတာကအများကြီးအပြောင်းလဲမဟုတ်ဘူး position ကစားနေတော့မယ်ကြောက်စရာကောင်းနေတော့မယ်ဒါပေမဲ့နီးပြအဒီတာပြောင်းလဲလိုက်တာက position ကိန်းလဲပျောက်သွားတယ်လို့အသင်း identity ပဲပျောက်သွားတယ်လို့ပြောလို့ရတယ်ထားပါလေဒါကတော့သူ့ရဲ့နီးစနစ်ပိုင်းပေါ့ညကပွဲကြောင့်ပြောရမယ်ဆိုရင်ကော်နာကိုလက်နဲ့ပုံလို့အေဗာနန်ကိုသမားအိုဘရိုင်ယန်ကြောင့်ပင်နယ်တီရခဲ့တယ်ဗစ်တာဂျော့ဂရက်ကအကောင်းဆုံးဆုံးသက်သွင်းသွားခဲ့တယ်ဒီတကူပဲပြောပြရရှိပါတယ်ကျန်တဲ့ချိန်တွေမှာတော့ဂျော့ဂရက်ရဲ့ဆန်းဆောင်ရေးကတာမန်ဆိုတာထက်မပိုပါဘူးတာမန်ထက်တောင်နည်းနည်းအောက်ကိုရောက်ချင်ရောက်နိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်တန်းဘက်ကိုကြည့်မှဆိုရင်ဝီလီယံဆာလီဘာနည်းနည်း sloppy moment မျိုးလေးတွေ့ရတယ်အထူးသဖြင့်သူ့ရဲ့ back back ပေးလိုက်တဲ့ပုံမှာလူပေးမှားသွားခဲ့ပြီးတော့စူပီမန်ဒီတက်တန်လိုက်ဖြတ်လိုက်ရတယ်ကံကောင်းလို့ကျွန်တော်တို့ပက်နတီမပေးခဲ့ရလိုက်ရတာပါနောက်တစ်လုံးလည်းအဲ့ဒီတိုင်းပဲကျွန်တော်တို့အေဗာနာတိုက်စစ်မှုဘီတိုကိုဂိုးအေရီယာထဲမှာဘောလုံးရှင်းထောင်နေတဲ့ခြေထောက်ကိုကန်ပြီးသွားတယ်ဒါကလည်း goal scoring opportunity ကိုတာရှိတဲ့ပုံစံမျိုးတော့မဟုတ်ဘူး penalty area ထဲမှာဖြစ်လို့တာအနည်းငယ်ပြောဆိုစရာရှိခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်တကယ်တမ်းကတော့ဂိုးကစားသမားကလည်းဂိုးသွင်းနိုင်တဲ့အခြေအနေမှာမရှိဘူးနှစ်ဖက်လုံးနှစ်ယောက်လုံးကဂိုးဘက်ကိုကြောက်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘောလုံးရှင်းထောင်နေတဲ့ထိတွေ့မှုပုံစံမျိုးလေးပဲရှိတာပါဒါတော့တချို့ကထောက်ပြခြင်းလဲထောက်ပြလို့ရတယ်ဒါပေမဲ့လည်းဒါက50-50အနေနဲ့တော့မဟုတ်ပါဘူးပယ်နယ်တီပေးလိုက်မှဆိုတော့ဒါကတေချာပေါ့အငြင်းပွားကြရတယ်ပေါ့လေတချို့တော့ပြောတာပေါ့ပယ်နယ်တီပေးလိုက်မှအခွင့်အရေးတွေညင်းဘက်ခံလိုက်ရလို့သာအာဆင်နယ်တက်တာခဲ့တယ်ဆိုပေမဲ့အနည်းနဲ့များတွေးကြည့်မှဆိုရင်တော့ဟုတ်ကောင်းဟုတ်နိုင်ပေမဲ့တကယ်တမ်းကကိုယ့်အသင်းရဲ့ညံ့ဖြစ်မှုကိုယ့်အသင်းရဲ့ sloppy ဖြစ်မှုကိုယ့်အသင်းရဲ့စူးစမ်းအားထုတ်မှုမကောင်းလို့သာဒီလိုကြင်မြောင်းတဲ့ရလန်နဲ့အာဂလီဝင်းကိုပေါ်ဆောင်လိုက်ရတာတချို့ကဘလို့ပဲနေရလက်မှတ်3မှတ်ရဖို့အရေးကြီးတယ်ရလက်အနိုင်ရလက်ရဖို့အရေးကြီးတယ်လို့ပြောကြတာရှိပါတယ်မှန်ပါတယ်ဒါကမှန်တဲ့လောက်မှန်ပါတယ်ဒါပေမဲ့နှစ်ပွဲဆက်တိုက်ဒီလိုမျိုး sloppy moment နေအာဂလီဝင်းနေဖြစ်လာပြီဆိုရင်ဒါကပြောကြဖြစ်လာပါပြီအသင်းရဲ့ကစားပုံအသင်းရဲ့ကစားသမားတွေရဲ့အနေအထားခြေစွမ်းကပုံမှန်ကျင်းတဲ့အောက်ကိုရောက်နေပြီဆိုရင်ကျွန်တော်တို့ချန်ပီယံစုကိုတွားနေတဲ့ချန်ပီယံပြည်နှံကြောင်းမှာကျွန်တော်တို့ချီချော်လက်ချော်တွေဖြစ်လာနိုင်ပါတယ်နောက်ဘက်ကကျွန်တော်တို့အင်္ဂွန်းမှာ Brighton အသင်းကိုရှင်းပြန်ကစားရမယ်ကိုယ်အင်္ဂွန်းဖြစ်နေလို့ဆိုပြီးတော့ပေါ်ပေါ်လုပ်လို့မရပါဘူး Brighton အသင်းက Everton အသင်းလို့မဟုတ်ဘူးဘူးအသင်းလို့မဟုတ်ဘူးဘက်ပေါင်းသုံးကနေဂိုးတွေသွင်းနေတဲ့ကစားသမားတွေရှိတယ်ချင်းချောင်းနေတဲ့ကစားသမားတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ Brighton နဲ့တွေ့ရင်ရုန်းကန်နိုင်ရတဲ့အဆင့်လာလည်းရှိတယ်ဆိုတော့ကြတော့ဒီလိုခြေစမ်းမျိုးတွေဒီလိုစွမ်းဆောင်ရည်မျိုးတွေဒီလို moment မျိုးတွေဒီလို quality မျိုးနဲ့တော့ Brighton ကိုကျွန်တော်တို့အင်္ဂွန်းမှာကန်ရသည့်တိုင်အောင်နိုင်မယ်လို့ယတိပြတ်ကျွန်တော်တို့ဆုံးဖြတ်ရလို့မရသေးပါဘူးဒါကိုအာဒီတာနဲ့အသင်းသားတွေနားလည်ထားဖို့လိုပါတယ်အခုအသင်းကိုရှုံးခဲ့တဲ့ပွဲတော့အာဒီတာနဲ့ Declan Rice တို့အသင်းရဲ့ဆောင်းဆောင်ရည်နဲ့ပတ်သက်ပြီးပေါက်ကွဲကြတယ်ဆိုတာလက်ခံပါတယ်ဝယ်ကန်ဖြစ်ပါတယ်ကြိုးဆိုပါတယ်ဒါပေမဲ့လည်းညကပွဲမှာကစားတော့လည်းဘာမှအသိပြီးထူးထူးခြားခြားပြောင်းလဲတာမျိုးမရှိဘူးအထူးသဖြင့်တိုက်စစ်ပိုင်းကိုအပြောင်းလဲလုပ်တင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော် Yogret ကအကောင်းဆုံးဆန်းဆောင်ပေးနေတယ်သူ့အနေနဲ့အကောင်းဆုံးစူးစမ်းပေးနေဆိုပေမဲ့တစ်ဖက်နောက်တန်းကိုမချင်းချောင်းနိုင်ပါဘူးတစ်ဖက်နောက်ပန်းကရှိန်နိုင်တဲ့တိုက်စစ်ကစားပုံမျိုးမရှိပါဘူးဒါကြောင့်ပဲကျွန်တော်တို့က Yogret နေရာမှာကန်ဟာဘက်ပြန်လဲကန်ဟာဘက်ကိုသုံးဖို့ကျွန်တော်မျှော်လင့်မယ်လက်ရှိမှာကျွန်တော်တို့ Mikel Merino ကိုသုံးပြီးတော့မှ Yogret နဲ့လူစားဝင်ဒါမှမဟုတ်လဲGabriel Jesus သုံးပြီး Yogret နဲ့လူစားဝင်ဒါမျိုးဖြစ်ဖို့ကျွန်တော်တို့ကထောက်ပြနေရတာပါတချို့ကတော့ပြောနိုင်တယ်ပေါ့လေ Yogret ကိုပဲမုန်းနေရတာ Yogret hater လားဆိုတော့မဟုတ်ပါဘူး Yogret hater လည်းမဟုတ်တယ်လို့ Yogret ကိုလည်းမမုန်းပါဘူးဒါပေမဲ့အသင်းရဲ့လက်ရှိစွမ်းဆောင်ရင်ကောင်းလာဖို့ဆိုရင်ဒီလိုမျိုးအပြောင်းအလဲတွေလုပ်ထုတ်ဖို့လိုအပ်ပါတယ်နီးပြအဒီတာအနေနဲ့လည်းအသင်းကဈေးကြီးပေးပြီးဝယ်ထားလို့ပြီးခဲ့တဲ့ရာသီကဘယ်လောက်ထိစွမ်းဆောင်ရင်ပြခဲ့လို့ဆိုတဲ့စိတ်မျိုးနဲ့ကြိတ်မိပြီးသုံးနေဖို့လိုအပ်မယ်လို့တော့မထင်ဘူးဘာလို့လဲဆိုတော့အသင်းရဲ့လက်ရှိစွမ်းဆောင်ရည်ကြာဆင်းနေတာကအသင်းရဲ့တိုက်စစ်ပိုင်းနဲ့အများကြီးသက်ဆိုင်ပါတယ်
ဒါကတော့နီးပြအဒီတာအနေနဲ့အကောင်းဆုံးဖြည့်ရှင်းရမှာပေါ့လေညကဘွက်နဲ့ပတ်သက်ပြီးတော့ဘာမှထွေထူးထူးသိပြောကြတာမရှိဘူးအာဂလီဝင်ဖြစ်တယ်စွမ်းဆောင်ရည်မကောင်းဘူးစလော်ပီမိုးမန့်တွေများတယ်နိုင်တဲ့အတွက်သုံးမရတဲ့အတွက်တော့ကျေနပ်ရပါတယ်ဒါကတော့ညကကျွန်တော်အက်ဗာတာတင်းနဲ့ပွဲစဉ်ကြောင်းပေါ့လေကြည့်အားပေးတဲ့ပိတ်သက်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်